ဟောင်တိုင်းကဟိုက်ဒရိုဂျင်နဲ့ electric စွမ်းအင်ပေါင်းစပ်သုံးလို့ရတဲ့ super ကားကစီလုတ်လိုက်တယ်ဆိုရင်ယုံမလား။အဲ့ကားကတော့ဟောင်တိုင်း Envision 74ပဲဖြစ်ပါတယ်။1984ခုနှစ်ကဟောင်တိုင်း Pony Coupe concept ကိုအခြေခံပြီး retro design နဲ့ future technology ကိုပေါင်းစပ်ထားတဲ့ကားတစ်စီးပါ။ engine စနစ်ကတော့တာမန် electric မဟုတ်ပါဘူး။ hydrogen fuel cell plus battery hybrid system ကိုသုံးထားပါတယ်။ power ကတော့680 horsepower ကျော်ထိရှိနိုင်ပြီး0 to 100 km/h ကို4စက္ကန့်အောက်နဲ့ရောက်နိုင်ပါတယ်။ဒီကားရဲ့အထူးဆုံးအချက်က hydrogen နဲ့ electric ကိုပေါင်းသုံးထားတာကြောင့်အားပြန်ဖြည့်ခြင်းက electric ကားတွေထက်ပိုမြန်ပါတယ်။အပြင်အစင်မှာတော့ pixel LED lights, boxy body design နဲ့ truck ကားလို white stance ကိုအသုံးပြုထားပါတယ်။အတွင်းခန်းက retro dashboard ပုံစံနဲ့ driver ကိုအထူးထားတဲ့ pure performance concept ပါ။နောက်ဆုံးထူးခြားချက်ကဒီကားဟာဟောင်တိုင်းနဲ့ high performance and brand နဲ့အနာဂတ်ကိုပြသတဲ့အရေးကြီးဆုံး concept တစ်စီးဖြစ်တာပါ။အနာဂတ်မှာတကယ် production ထွက်လာမလားဆိုတာကတော့ကား lover တွေအတွက်အယံစိတ်လှုပ်ရှားစရာပါပဲ။နောက်ထပ်စိတ်ဝင်စားစရာ videos တွေကြည့်ဖို့ follow ထားလိုက်ပါ။